大家好，အားလုံးပဲမင်္ဂလာပါရှင်ရွှေ Chinese Corner နဲ့ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ရွှေက HSK အကြောင်းကိုအသေးစိတ်ပြောပြမှာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုကပေါ့နော် HS တရုတ်စာကိုခုမှစပြီးတော့လေ့လာတဲ့ HSK အကြောင်းကိုလုံးဝမသိရတဲ့သူတွေအတွက်ပေါ့နော် sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ HSK ဆိုတာကတော့ဟန်ယူရွှေဖင်ခေါက်ရှိဆိုတဲ့စလုံးသုံးလုံးရဲ့အစစလုံးလေးတွေကိုအတူချုပ်ပြီးတော့ယူထားတာဖြစ်ပါတယ်။သူကမြန်မာလိုအဓိပ္ပာယ်ကတော့တရုတ်စာအရေးချင်းစစ်ဆောင်မှုပဲဖြစ်ပါတယ်။အဲ့တော့ HSK ကပေါ့နော်တင်ရိုးစာအုပ်တွေရှိပါတယ်ဒီလိုမျိုးတင်ရိုးစာအုပ်တွေရှိတယ်အဲ့တင်ရိုးစာအုပ်တွေကိုသူကစာမွေးပြန်စစ်တဲ့သဘောပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ HSK မှာဘာ level ရှိလဲအဲ့တော့ HSK ကကြတော့ version အမျိုးမျိုးပြောင်းလဲရှိရပေါ့နော်သူကအဲ့တော့ပထမဆုံးရှမ်းစပြီးတော့တရုတ်စာကိုစတင်တော့ကတော့ version က 2.0 ပါအဲ့ HSK 2.0 မှာတော့သူကHSK 1နဲ့2ကကြတော့ basic ပြီးသွားလို့ရှိရင်3နဲ့4နဲ့က intermediate 5နဲ့6နဲ့ကကြတော့ advanced ပေါ့နော်အဲ့လိုပုံစံမျိုးခွဲထားပါတယ်ဒါပေမဲ့လည်းခု2026မှာအသစ်ပြောင်းလိုက်တဲ့3.0 version မှာဆိုလို့ရှိရင်တော့ HSK 1 2 3က basic ဖြစ်မယ်ပြီးသွားလို့ရှိရင်4 5 6ကintermediate ဖြစ်ပြီးတော့7 8 9က advanced ဖြစ်သွားပါတယ်အဲ့တော့အခုဆိုလို့ရှိရင်တော့ HSK က9အထိဖြည့်လို့ရတယ်ပေါ့နော် level 9အထိရှိပါတယ်အဲ့တော့ HSK ကိုဘယ်လိုလူမျိုးတွေဖြည့်တင်လဲ HSK ကပေါ့နော်တရုတ်နိုင်ငံကို scholarship နဲ့ကျောင်းသားတက်ချင်တဲ့လူတွေဒါမှမဟုတ်လေကိုချင်းနဲ့ကိုသွားတက်တာပဲဖြစ်ဖြစ်ပေါ့နော် English Touch နဲ့သွားတက်မဲ့လူကလွဲလို့နော် China ကိုကျောင်းသားတက်မယ်ဆိုလို့ရှိရင်တော့ HSK လက်မှတ်ကမဖြစ်မနေပြပေးရပါတယ်။ degree ပေါ်လိုက်ပြီးတော့ HSK level သတ်မှတ်ချက်တွေရှိရပေါ့နော်။အဲ့တော့သူတို့အဲ့လိုလူမျိုးတွေဆိုရင် HSK ဖြည့်တင်ပါတယ်။နောက်တစ်ခုကကြတော့ဒီတရုတ်စာကိုအလုပ်အတွက်လိုအပ်လို့တင်တာပေါ့နော်ကိုအလုပ်မှာလိုအပ်တယ်ဒီတချို့အလုပ်တွေပေါ့နော်ဥပမာဆီယာမအလုပ်တို့ဘာသာပြန်အလုပ်တို့ company အလုပ်တွေဆိုလို့ရှိရင် HSK ဘယ် level ရှိရမယ်အဲ့လိုသတ်မှတ်ထားရဲဆိုလို့ရှိရင်လည်းအလုပ်လျှောက်တဲ့အခါကျလို့ရှိရင် HSK လက်မှတ်ကလိုပါတယ်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်လည်း HSK ကိုဖြည့်တင်ပါတယ်နောက်ပြီးတော့ပေါ့နော် HSK ကကိုတရုတ်စာကိုဘယ်လောက်ထိတက်မြောက်နေလဲကိုယ့်ရဲ့ပေါ့နော်တရုတ်စာ level ကိုတက်တည်ပြနိုင်တဲ့ certificate တစ်ခုဖြစ်တာအတွက်ကြောင့်မို့လို့တရုတ်စာတင်တဲ့လူတွေဆိုလို့ရှိရင်တော့ HSK ကိုဖြည့်ကြည့်တင်ပါတယ်နောက်တစ်ခုကကြတော့ HSK တင်မယ်ဆိုလို့ရှိရင် HSK လက်မှတ်သားရှိမယ်ဆိုလို့ရှိရင်ဘာအကျိုးကျေးဇူးတွေရမလဲအဲ့တော့ပထမအဆုံးတစ်ခုအနေနဲ့ကတော့ HSK လက်မှတ်သားရှိမယ်ဆိုရင် China scholarship တွေကိုအကုန်လျှောက်လို့ရပါတယ်ကိုချိန်နဲ့ကိုသွားတက်တဲ့စာတွေဆိုလို့ရှိရင်လည်းအကုန်လျှောက်လို့ရပါတယ်နောက်ပြီးတော့တရုတ်နဲ့ပတ်သက်တဲ့ program တွေအကုန် join လို့ရမယ်နောက်ပြီးတော့အလုပ်အကင်တွေပေါ့နော်တရုတ်နဲ့ပတ်သက်တဲ့အလုပ်အကင်တွေဆိုလည်းအလုပ်လျှောက်ရတာပို့ပြီးတော့လွယ်တယ်အလုပ်ရှာတာပို့ပြီးတော့လွယ်မယ်နောက်ပြီးတော့ကိုဆီယာမပြန်လုပ်မယ်ဘာသာပြန်လုပ်မယ်ဆိုလို့ရှိရင်လည်းကို့မှာအဲ့လက်မှတ်သားရှိမယ်ဆိုလို့ရှိရင်အလုပ်ရှာရတာလည်းပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်ကြိုးကျေးဇူးတွေအများကြီးရှိရပေါ့နော်အဲ့တော့ကိုကတရုတ်စာသားတင်နေရဆိုလို့ရှိရင်တော့ HSK ကဖြည့်ကြည့်တင်ပါတယ်နောက်တစ်ခုကကြတော့အခုမှစတင်တဲ့လူတွေပေါ့နော် HSK တရုတ်စာကိုစပြီးတော့လေ့လာပြီးဆိုလို့ရှိရင် HSK တင်ယူကမဖြစ်မနေတင်ရမှာလားပေါ့နော်အဲ့လိုမဖြစ်မနေတင်ရမှာမျိုးတော့မဟုတ်ပါဘူးတရုတ်စာနဲ့ပတ်သက်ပြီးတော့တင်ယူတွေအများကြီးရှိပါတယ် HSK မှာမဟုတ်ဘူးပေါ့နော်ဟိုဟန်ယူတင်ယူတွေရှိရဲတခြားပေါ့နော် developing Chinese တို့လို့ပေါ့တင်ယူနာမည်အများကြီးရှိ HSK ကလည်းအဲ့ဒီတွေကမှတင်ယူတစ်ခုပါပဲဒါပေမဲ့လည်း HSK ရဲ့ထူးခြားချက်ကတော့သူ့မှာပေါ့နော်အရေးချင်းစစ်စာမဝဲဆိုရဲအဲ့ဒီစာမဝဲရှိနေတာကြောင့်ပေါ့နော်ကိုက HSK ကိုစာမဝဲဖြည့်ဖို့ရည်ရွယ်ပြီးတော့တရုတ်စာကိုတင်တဲ့လူဆိုလို့ရှိရင်တော့ HSK တင်ရိုးကိုတင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကတရုတ်စာကို HSK စာမွေးတစ်ခုတည်းအတွက်နဲ့တင်တာမဟုတ်ဘူးကိုဘာသာကိုဝါသနာပါလို့ကိုဘာသာစကားတစ်ခုကိုလေ့လာခြင်းလို့အဲ့လိုတင်တဲ့လူဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ပေါ့နော်ဒီတင်ရိုးကိုကျွေးပြီးတော့ကြိုက်တယ်လို့တင်လို့ရပါတယ် HSK တင်မှလည်းတရုတ်စာကိုတက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြိုက်တဲ့တင်ရိုးနဲ့ကိုအဆင်ပြေလို့တင်လို့ရပါတယ်ဒါမဲ့လည်းခုနောက်ပိုင်းကကြတော့တရုတ်ဘာသာစကားကိုတကယ်စိတ်ဝင်စားလို့ဝါသနာပါလို့တင်တာထက်ပေါ့နော်တရုတ်စာတက်လို့ရှိရင်အလုပ်ကိုင်ကောင်းမယ်တရုတ်ကိုကျောင်းသွားတက်ချင်တယ်ပေါ့နော်အဲ့လိုစိတ်မျိုးတွေနဲ့တင်တာများတဲ့အတွက်ကြောင့်မို့လို့ HSK တင်ရိုးကိုတင်တဲ့လူကတော့ပို့ပြီးတော့များတယ်တင်တန်းတော်တော်များများကလည်း HSK တင်ရိုးနဲ့ပဲတင်တန်းနေဖွင့်ကြတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ HSK မှာဘာတွေဖြေရလဲ HSK မှာကျတော့ 4 skill လုံးဖြေရပါတယ် listening reading writing speaking ပေါ့နော်4 skill လုံးဖြေရပါတယ်သူက skill တစ်ခုချင်းစီကို100အမှတ်100ဖို့ဖြေရပြီးတော့60ရမှာ skill တစ်ခုစီမှာ60ရမှာအောင်ပါပေါ့နော်60အောက်ရလို့ရှိရင်ပြီးတော့ပေါ့နော်အမှတ်ပေါင်းကတော့သူက3ခုပေါင်းပေါ့နော် listening ရယ် reading ရယ် writing ရယ် speaking မပါဘူးเนาะအဲ့ဒီ3ခုပေါင်းကို180ရလို့ရှိရင်အဲ့ဒါကအောင်မှတ်ပါတချို့ကြတော့အဲ့ဒီ3ခုပေါင်းတော့180ရတယ်ဒါပေမဲ့တဘာသာချင်းစီမှာ60မရဘူးအဲ့ဒါဆိုလို့ရှိရင်လည်းဒါလုံးဝအောင်တယ်လို့သတ်မှတ်လို့မရပါဘူးပြီးတော့ speaking ကတော့တက်60ပေါ့နော်အဲ့ဒါချောက်လို့ရှိရင်တော့အောင်ပါပြီနောက်ပြီးတော့ somewhere ဖြေရတဲ့ပုံစံကတော့သူက2မျိုးရှိပါတယ်ပထမတစ်ခုကကြတော့ paper based test ပါ
paper based test ကတော့စာစစ်ဌာနကိုသွားပြီးတော့ HSK စာမွေးစစ်တဲ့နေရာကိုသွားပြီးတော့ကိုကစာရွက်ပေါ်မှာချရေးပြီးတော့ဖြေရတာမျိုးပေါ့နော်အဲ့ဒါကို paper based test လို့ခေါ်ပါတယ်အဲ့ဒီ paper based test ကတော့နိုင်ငံတိုင်းမှာလည်းဖြေလို့ရတယ်ကျွန်တော်မြန်မာမှာလည်းဖြေလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်း paper based test ပဲဖြေဖို့ပါတယ်နောက်တစ်ခုကကြတော့ computer based test ပါ computer based test ကတော့ကိုယ့်အိမ်မှာကိုနေပြီးတော့ပဲသူသတ်မှတ်ထားတဲ့အချိန်ရောက်လို့ရှိရင်သူပြောတဲ့ application ကနေတဆင့် laptop နဲ့ join ပြီးတော့ဖြေရတာဖြစ်ပါတယ်သူက online မှာဖြေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့ risk များပါတယ်သူက line မကောင်းတာပဲဖြစ်ဖြစ် line ကျသွားတာကိုယ့်ဘက်ကနောက်ပြီးတော့ကိုပေါ့နော်ဖြေတော့ video ဖွင့်ထားချိန်မှာနောက်ကတယောက်ဖြတ်သွားတာမျိုးအဲ့လိုပေါ့နည်းနည်းကို computer error တက်သွားတာမျိုးအဲ့လို error တက်လို့ရှိရင်ကြတော့သူကလက်မခံဘူးပေါ့နော်အဲ့ဒါကြလို့ရှိရင်မအောင်တာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့ paper based test ဖြေတာကတော့အကောင်းဆုံးပေါ့နော်သူကကြတော့ HSK တင်တဲ့ HSK စာမိုးပွဲကြီးပေါ့နော် HSK စာမိုးပွဲကကြတော့သူက level တစ်ခုချင်းစီကိုစာမိုးကြီးကမတူဘူးပေါ့နော်အဲ့တော့အရန်စီကြီးရတော့မဟုတ်ဘူးပေါ့နော်ရှမ်းအချိန်ပေါ်လိုက်ပြီးတော့လဲသူကသူပြောင်းလဲဈေးပြောင်းလဲရတော့ရှိရပေါ့အမြဲတမ်းဒီဈေးပဲတော့လည်းမဟုတ်ဘူးရှမ်းနောက်ဆုံး2025 17လပိုင်းမှာ HSK 5ဖြေတော့ကတော့ HSK 5ကို8000စာမွေးကြီး8000သွင်းရတယ်ပေါ့နော်အဲ့တော့သူ့ level နဲ့သူရှိပါတယ်အဲ့တော့ကိုက HSK ဖြေမယ်ဆိုလို့ရှိရင်တော့စာမွေးကြီးပေါ့နော်အဲ့ချိန်ဖြေမယ်ချိန်စာမွေးကြီးဘယ်လောက်ရှိလဲဆိုတာကိုစုံစမ်းပေါ့နော်အရင်ဆုံးအဲ့တော့နောက်တစ်ခုကကြတော့ HSK ကိုမြန်မာနိုင်ငံမှာဘယ်မှာဖြေလို့ရလဲအဲ့တော့ဘယ်မှာဖြေလို့ရလဲဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာပေါ့နော်တရုတ်ကျောင်းတွေမှာဖြေလို့ရပါတယ်အဲ့တော့နေရာ2နေရာပဲရှိပါတယ်သူကတော့ရန်ကုန်နဲ့မန္တလေးပါအဲ့တော့ရန်ကုန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ရန်ကုန်မှာနေရလို့ဆိုတော့အမြဲတမ်းပေါ့နော် ELBC ကျောင်းမှာဖြေပါတယ်ဒီကျောင်းမှာ ELBC ပါအဲ့တော့ ELBC ကတော့သူကစမ်းကျောင်းမှာရှိရပေါ့နော်တရုတ်သူက Confucius ကျောင်းပဲပေါ့နော်သူကတရုတ်စာအင်္ဂလိပ်စာ HSK စာစစ်ဌာနလည်းဟုတ်တယ်နောက်ပြီးတော့လို့ရှိရင်နောက်တစ်ကျောင်းကကြတော့ဒီကျောင်းမှာဖူရှင်ကျောင်းမှာဖူရှင်မှာလည်းဖြေလို့ရပါတယ်သူကတော့လာတာမှရှိပါတယ်နောက်တစ်ကျောင်းကကြတော့လော့ဝါကျောင်းပေါ့နော်အဲ့ဒီလော့ဝါတော့ခုနောက်ပိုင်းမှာစပြီးတော့ဖြေတဲ့ကျောင်းပေါ့နော်အဲ့လိုမျိုးအဲ့ဒီကျောင်းတွေမှာဖြေလို့ရပါတယ်မန္တလေးမှာဆိုလို့ရှိရင်တော့ဒီကျောင်း FIDC မှာဖြေလို့ရပါတယ်အဲ့တော့ကိုနေတဲ့နေရာနဲ့နီးရဲ့နေရာပေါ့နော်ကိုနဲ့အဆင်ပြေတဲ့နေရာကိုရွေးပြီးတော့ဖြေလို့ရပါတယ်တချို့ကျောင်းတွေကြတော့ तू ကအဲ့ကျောင်းမှာပဲ fountain ပြီးတော့အဲ့ကျောင်းမှာပဲဖြေရတာမျိုးရှိရပေါ့နော်တချို့ကျောင်းတွေကြတော့အဲ့ကျောင်းမှာတော့ fountain ရတယ်ဒါပေမဲ့ဆောင်းပွဲဖြေတဲ့နေရာပေါ့စာစစ်ဌာနတော့တခြားနေရာအဲ့ထက်သူတို့ကျောင်းပါပေါ့နော်နည်းနည်းကျင်းတာမျိုးလည်းဖြစ်လိမ့်မယ်အဲ့လိုမျိုးနဲ့ပို့ပြီးတော့ကျဲတဲ့နေရာအဲ့လိုမျိုးမှာစာစစ်ဌာနလုပ်ပြီးတော့ဖြေရတာမျိုးလည်းရှိပါတယ်ကျွန်တော်ကတော့အမြဲတမ်း HSK 2ကြိမ်ဖြေဖို့တယ်ပေါ့နော်4 5ကော2ကြိမ်ဖြေဖို့တယ်2ကြိမ်လုံးမှာတော့ ELPC မှာပဲဖြေလေးရှိပါတယ်အဲ့တော့ပေါ့နော်ကိုအဆင်ပြေတဲ့နေရာပေါ့နော်ကိုနေတဲ့နေရာနဲ့အဆင်ပြေတဲ့နေရာကိုယူပြီးတော့ဖြေလို့ရပါတယ်နောက်ပြီးတော့လို့ရှိရင် HSK ကိုဘယ်လို fountain လို့ရလဲအဲ့တော့ဘယ်လို fountain လဲဆိုတော့ fountain က2နည်းရှိပါတယ်ပထမအဆုံးတနည်းရကြတော့ပေါ့နော်ကိုဖြေမဲ့ HSK စာစစ်ဌာနစီကိုတွားပြီးတော့တန်းစီပြီးတော့ပေါ့နော်အဲ့လိုမျိုး fountain ကိုအစင်လိုက်ပေါ့နော်တန်းစီပြီးတော့ fountain ရတဲ့ပုံစံရှိတယ်နောက်တစ်ခုကကြတော့အဲ့လိုမဟုတ်ဘဲနဲ့ line ပေါ် HSK official website ဒီ website ပါအဲ့ဒီ HSK official website မှာ HSK account ကိုဖွင့်ပြီးသွားတော့ fountain ရတဲ့ပုံစံ2မျိုးရှိပါတယ်အဲ့ဒါကတော့ကိုဖြေမဲ့စာစစ်ဌာနနဲ့ပဲလိုက်ဆိုင်ပါတယ်ကိုကပေါ့နော်ကိုဖြေမဲ့စာစစ်ဌာနကအဲ့လိုမျိုးအကြောင်းကိုလာပြီးတော့ found နေထပ်ပြီးတော့တင်ရတဲ့ပုံစံမျိုးကိုလုပ်တယ်ဆိုလို့ရှိရင်တော့အဲ့ပုံစံတိုင်းလုပ်ရမယ်အဲ့လိုမဟုတ်ဘဲကိုဖြေရဲ့စာစစ်ဌာန line မှာနေပဲအဲ့လို website မှာ found တင်ပြီးတော့ဖြေရမယ်ဆိုလို့ရှိရင်လည်းအဲ့လို website မှာ found တင်ရမယ်ပေါ့နော်အဲ့တော့ share တော့ ELPC မှာဖြေဖို့တဲ့လူဆိုပထမအဆုံးချိန် ELPC မှာဖြေတော့က2024မှာဖြေတာပေါ့နော်အဲ့တုန်းကတော့ ELPC ကအဲ့လိုပေါ့နော်တန်းစီပြီးတော့ found တင်ရတယ်ရွှမ်းတက်ကတော့ပေါ့နော်တန်းစီပြီး found တင်ရတာတော်တော်ပင်ပန်းနဲ့ထဲပါတယ်ပြီးတော့ तू ကအဲ့လိုမျိုးပေါ့လူကန့်တက်လည်းရှိရပြီးမနက်8နာရီခွဲစတာပေါ့နော်ဒါပေမဲ့လည်းအမှပေါ့နော်မဖြေရမှာဆိုလို့လူရက်လည်းအရန်များတာဆိုတော့မနက်9နာရီလောက်တည်းကအဲ့အကြောင်းကိုအရာပေါ့နော်မိုးတောင်မလင်းလေးသွားပြီးတော့အဲ့လိုတန်းနေစီပြီးတော့တင်ရတာပေါ့နော်ဖောင်ပြီးတော့မိုးရင်းဆိုလို့ရှိရင်ပို့ပြီးတော့စိုးတယ်ပေါ့နော်လူတွေကတန်းလိုက်အရှိကြီးပဲအကြာကြီးလဲစောင့်ရတယ်ပို့ပြီးပင်ပန်းတယ်အဲ့နဲ့ ELPC ကကို2025လေးရောက်တော့ तू ကအဲ့လိုမျိုးပေါ့နော်တန်းစီပြီးတော့ fountain ရတာနေပြီးတော့အဲ့လို official website မှာပြောင်းပြီးတော့ fountain ခိုင်းတယ်အဲ့ official website မှာ fountain တာကတော့အများကြီးပို့ပြီးတော့လူတက်တာတယ်ကိုအိမ်မှာအေးစိနေပြီးတော့ found ကိုလည်းဘာမှ print နေပါလေထုတ်စရာမလိုဘာမှလက်ရေး found နေလည်းဖြည့်စရာမလို line ပေါ်ကနေပဲတိုင်းလေးတော့နှိပ်ပြီးတော့ပေါ့နော်ဒီ found လေးတွေဖြည့်သွားပြီးတော့ရှင်တင်လို့ရပြီပြီးကို fountain ထားတဲ့ screenshot လေးပြလိုက်လို့ရှင်အဆင်ပြေသွားပြီအဲ့တော့ဒါကတော့ပေါ့နော်အဲ့လိုပေါ့နော်တခြားပေါ့နော်ဖူရှင်တို့အခုနောက်ပိုင်း FIDC တို့သူတို့တွေကတော့ကိုလက်ရှိအထိပေါ့နော်သူတို့ကတော့အဲ့လိုမျိုးတန်းစီပြီးတော့ပဲ fountain ရသေးရပေါ့နော်အဲ့တော့ကိုပေါ့နော်ကိုဖြေမဲ့စာစစ်ဌာနပေါ်လိုက်ပြီးတော့ fountain ရတဲ့ဟာကကွာပါတယ်နောက်ပြီးတော့ HSK fountain ကဘယ်အချိန်လောက်တင်ရလဲဆိုလို့ရှိရင် HSK စာမွေးမဖြည့်ခင်တစ်လခွဲလောက်အလိုမှာတည်း fountain ရတာပါဥပမာပေါ့နော်ကိုက HSK ကို3လပိုင်း3လပိုင်းလောက်မှဖြည့်မယ်ဆိုလို့ရှိရင်ကိုကတစ်လပိုင်းလလယ်လောက်ဆိုတာနဲ့ကိုက fountain ဆောင်းအားစပြီးတော့တင်လို့ရပြီပေါ့နော်အဲ့တော့
တော့အခုဖြည့်ခြင်းအခုဖောင်တင်ပြီးအခုဖြည့်လို့တော့မရဘူးပေါ့နော်သူကတစ်လဝက်လောက်ကြိုပြီးတော့ဖောင်တင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဖောင်တင်ရမယ့်အချိန်ကိုအမြဲတမ်းစောင့်ကြည့်နေမှရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ HSK ကကြတော့ဘယ်ချိန်ကြီးဖြေလို့ရလဲပေါ့အဲ့တော့ဘယ်ချိန်ဖြေလို့ရလဲဆိုရင်တော့ तू ကတရုတ်နိုင်ငံမှာဆိုလို့ရှိရင်တော့ HSK ဆောင်းပွဲကို तू က12လရှိရင်အဲ့12လလုံးမှာတစ်လကိုတစ်ခုပေါ့နော်ဆောင်းပွဲကအမြဲတမ်းရှိရကိုလာတိုင်းကိုကြိုက်တဲ့ချိန်ဝင်ဖြေလို့ရတယ်ဒါပေမဲ့လည်းအဲ့လိုဝင်ဖြေလို့ရတယ်ပေါ့ပြီးတော့ပေါ့နော် HSK ဆောင်းပွဲအဖြေများတဲ့ VN တို့လိုထိုင်းတို့လိုနိုင်ငံမျိုးတွေဆိုလို့ရှိရင်လည်းအချိန်တိုင်းဝင်ပြီးတော့ဖြေလို့ရတယ်ပေါ့နော်လာတိုင်းရှိတယ်ဒါမဲ့လည်းကျွန်တော်မြန်မာနိုင်ငံကျတော့အဲ့လောက်ကြီး HSK ဖြေလို့အရင်မများတဲ့အတွက် तू လာတိုင်းမကျင်းပါဘူးပေါ့နော်သူကျင်းပတဲ့လာတွေရှိတယ်ဒါမဲ့တကြောင်နဲ့တကြောင်တော့မတူဘူးပေါ့နော်ကျွန်တော်အမြဲ ELBC မှာဖြေနေကြဆိုတော့ ELBC ကတော့အမြဲတမ်းတစ်နှစ်ကို4ချိန်ကျင်းပါတယ်အနည်းဆုံးများသောအားဖြင့် तू က3လပိုင်းရယ်5လပိုင်းရယ်6လပိုင်းရယ်12လပိုင်းရယ်အဲ့ဒီ4လမှာအဲ့ဒီ4လရဲ့ဆောင်းပွဲတွေဆိုလို့ရှိရင်သူစီမှာဖြေလို့ရတယ်ပေါ့နော်အဲ့တော့ကိုကဖြေမယ်လို့စိတ်ကူးထားတယ်ဆိုလို့ရှိရင်ကိုက3လပိုင်းဖြေမယ်လို့စိတ်ကူးထားတယ်ဆိုလို့ရှိရင်1လပိုင်းလောက်တည်းရပေါ့နော်အဲ့ဒီ page ကိုဝင်ကြည့်ပြီးတော့ကိုကဘောနော်သူဘယ်ချိန်ဖောင်တင်ရမှာလဲဆောင်းဝေးရဘယ်နည်းလဲအဲ့လိုမျိုးကြိုပြီးတော့လေ့လာထားမှအဆင်ပြေမယ်ပေါ့နော်ဖောင်ကလည်းစောကြီးကြိုတင်ရမှာဖြစ်တယ်ပြီးတော့သူကလာတိုင်းလည်းတရုတ်မှာလို့ဖြေလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခေါက်လွတ်သွားလို့ရှိရင်စောင့်ရမှာပေါ့နော်3လလောက်အဲ့ဒါကြောင့်မလို့သူတို့ရဲ့ website တွေသူတို့ရဲ့ page တွေကိုကြည့်ဖို့လိုပါတယ်နောက်ပြီးတော့လေအဲ့ဒီပေါ့နော်အဲ့ဒီတရုတ်ကျောင်းတွေအဲ့ဒီ computer ကျောင်းတွေတော်တော်များများ page တွေအကုန်လုံး Facebook မှာရှိပါတယ်အဲ့တော့သူတို့ page name လေးတွေကိုအဲ့ဒီအောက်ကပေါ့နော် share video အောက်က description ထဲမှာထည့်ပြီးတော့ရေးပေးထားမယ်ပေါ့နော်အဲ့ဒီအကြည့်ပြီးတော့ share လို့ရပါတယ်နောက်ပြီးတော့အခု HSK ဖြည့်ပြီးသွားတော့ HSK အောင်စင်းကိုဘယ်လိုကြည့်ရမလဲအဲ့တော့ဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော်ခုနပြောတဲ့ HSK ရဲ့ official website ပေါ့ဒီ website ပေါ့နော်အဲ့ဒီ official website ထဲမှာဝင်ပြီးတော့ကိုယ်မှာ HSK အကောင့်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ website ထဲမှာကိုယ့်ရဲ့ reset ကိုကြည့်မယ်ပေါ့ reset ကြည့်ရဟာလေးရှိရယ်ပေါ့နော်အဲ့ဒါလေးနှိပ်ပြီးတော့နှိပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့စာမိုးပွဲဝင်ခွင့်စာရွက်ဆိုတာရှိရယ် HSK ဖြည့်တဲ့လူတိုင်းကိုအဲ့ဒါရတယ်အဲ့ဒါဝင်ခွင့်ပါမှလည်းစာမွေးကနေဝင်လို့ရတာပေါ့နော်အဲ့ဒီဝင်ခွင့်စာရွက်ရဲ့အပေါ်ဆုံးမှာကိုယ့်ရဲ့နံပါတ်ရှိရယ်ကိုယ့်ရဲ့ကုတ်နံပါတ်အဲ့ဒီကုတ်နံပါတ်ကကြတော့ကိုယ့်ရဲ့ဖြည့်တဲ့နိုင်ငံတို့ကိုယ့်ရဲ့စာစစ်ဌာနကုတ်နံပါတ်ပြီးရင်ကိုယ့်ရဲ့ခုံနံပါတ်ကုတ်နံပါတ်အဲ့ဒီကုတ်နံပါတ်တွေစုရေးထားတာအဲ့ဒီကုတ်နံပါတ်တွေကိုဖြည့်မယ်ဖြည့်ပြီးကိုယ့်ရဲ့နာမည်ကိုဖြည့်မယ်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်စင်းကိုကြည့်လို့ရပါပြီအဲ့တော့အောင်စင်းကဘယ်ချိန်မှထွက်လဲဆိုရင်တော့ HSK ဆောင်းဝဲဖြည့်ပြီးတော့တစ်လကြာမှအောင်စင်းကိုကြည့်လို့ရပါတယ်သူကပေါ့နော်အရန်ကိုတိတိကျကျပဲသူကထွက်ပါတယ်ဥပမာကိုကတစ်လပိုင်း15ရက်နေ့မှာဖြည့်ခဲ့ရဆိုလို့ရှိရင်အောင်စင်းကကြတော့2လပိုင်း15ရက်နေ့ဆိုရင်ထွက်ပြီပေါ့နော်အတိအကျပဲဒါပေမဲ့လည်းဥပမာပေါ့နော်အောင်စင်းထွက်ရမယ့်ရက်ကတရုတ်ပေါ့နော်ဒီလိုမျိုးသူတို့ရဲ့ပေါ့နော်ရုံးပိတ်ရက်တွေဖြစ်နေတယ်နောက်ပြီးတော့အဲ့လိုမျိုးစနေတနင်္ဂနွေပိတ်ရက်တွေဖြစ်တယ်နှစ်ကူးပိတ်ရက်တွေအဲ့လိုမျိုးတရုတ်နိုင်ငံရဲ့ပိတ်ရက်တွေဆိုလို့ရှိရင်เนาะအဲ့လိုရက်တွေမှာမထွက်ဘဲနဲ့ခဏလောက်တော့စောင့်ပေးရတယ်ပေါ့နော်အဲ့ဒီဖွင့်ရက်အထိတော့စောင့်ပေးရတယ်ပုံမှန်ဆိုလို့ရှိရင်တော့အဲ့လိုထွက်ပြီးတော့ညဘက်ဆိုတာနဲ့ညဆိုတာနဲ့ကြည့်လို့ရပါပြီရှင်အဲ့တော့နောက်တစ်ခုကကြတော့ HSK လက်မှတ်မှာပေါ့နော် expiry date ရှိလားဆိုတော့ expiry date ရှိပါတယ် HSK လက်မှတ်တွေကကိုစဖြည့်တဲ့ရက်ပေါ့နော်ကိုHSK လက်မှတ်ကိုမှတစ်လပိုင်း15ရက်နေမှာဖြည့်ခဲ့တယ်ဆိုလို့ရှိရင်နောက်2နှစ်ကြာလို့ရှိရင်နောက်2နှစ်ကြာတဲ့တစ်လပိုင်း15ရက်နေမှာ तू က expire ဖြစ်မှာဖြစ်ပါတယ်။ तू ကသူ့ရဲ့တက်တန်းသတ်မှတ်ချက်ကတော့2နှစ်ပါအဲ့တော့2နှစ်အထိပဲ HSK လက်မှတ်ကိုသုံးလို့ရပါတယ်အဲ့ဒါကလည်းပေါ့နော်ကိုကအလုပ်လုပ်တဲ့လူတွေဆိုတော့တိတ်မသိတာပေါ့နော်ကိုမှရှိရဲ့ HSK လက်မှတ်လေးကိုဖြည့်ဘူးတယ်ဆိုအဲ့လက်မှတ်ကလေးကိုအလုပ်လျှောက်တဲ့ခါမှာတင်ပေးလိုက်လို့ရတယ်ဒါပေမဲ့လည်း scholarship သမားတွေပေါ့နော် scholarship ရှောက်မယ်ဆိုလို့ရှိရင်တော့အဲ့လို expire ဖြစ်သွားတဲ့လက်မှတ်နဲ့ဆိုရင်သူကလက်မခံပါဘူးမရနိုင်ဘူးပေါ့နော် scholarship ကိုအဲ့ဒါကြောင့်မလို့ scholar ရှောက်မဲ့လူတွေကတော့2နှစ်အတွင်းမှာကိုဖြည့်ထားတဲ့ HSK လက်မှတ်ကိုတင်ပေးဖို့အရေးကြီးပါတယ်နောက်တစ်ခုကကြတော့ HSK ကို level ကျော်ပြီးတော့ဖြည့်လို့ရလားရပါတယ် HSK ကကြတော့ပေါ့နော်အခုဆိုရင် level 6ခုထိရှိရယ်ကိုကပေါ့နော်ကိုယ့်ရဲ့ level ကပေါ့နော် level 4လောက်ရောက်ပြီလို့ထင်ရင်4ဝင်ဖြည့်လို့ရတယ်ဒါမှမဟုတ်ကိုယ့် level ကဟုတ်ပြီငါ level 6လောက်တောင်ရှိနေပြီဆိုရင်လည်း6ကိုတန်းပြီးတော့ဖြည့်လို့ရပါတယ်တစ်ဆင့်ပြီးတစ်ဆင့်ဖြည့်သွားကြမလို့ပါဘူးနောက်ပြီးတော့ HSK ကကြာလို့ရှိရင်ပြန်ဖြည့်လို့ရလားရပါတယ်သူကဘယ်နှချိန်ကြာပေါ့နော်ကြိုက်တဲ့လောက်ပြန်ဖြည့်လို့ရပါတယ်အခုလကြာလို့နောက်လပြန်ဖြည့်ခြင်းလည်းရပါတယ်အဲ့တော့သူအကန့်အသတ်မရှိဘူးပေါ့နော်ကြာရင်လည်းကိုကြိုက်တဲ့လောက်ပြန်ဖြည့်လို့ရတယ် level တွေဆိုတော့ကိုကြိုက်တဲ့ level ကိုရွေးပြီးတော့ဖြည့်လို့ရပါတယ်ရှင်ခုကကြတော့ HSK စာမိုးပဲဖြည့်လို့ရှိရင်ဘာပစ္စည်းတွေလိုလဲဆိုလို့ရှိရင်တော့သူကပေါ့နော် fountain နဲ့အခါကြလို့ရှိရင်မှတ်ပုံတင်နဲ့တင်လို့ရတယ်မှတ်ပုံတင်နဲ့ဆောင်းပွဲဖြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် passport နဲ့ဖြည့်လဲရတယ် passport မဟုတ်ဘူးမရှိဘူးဆိုလို့ရှိရင်လည်းကလေးတွေဆိုလဲចောင်းသားကတ်နဲ့ဖြည့်လို့ရတယ်အဲ့ဒီ3ခုနဲ့ဖြည့်လို့ရပါတယ်ဖြည့်ပြီးတော့ဆောင်းပွဲတကယ်ဖြည့်မဲ့နေကြလို့ရှိရင်လည်းကိုဆောင်းပွဲဝင်ခွင့်ကတ်ရဲ့နောက်ပြီးတော့ကိုဖြည့်မဲ့ကိုရဲ့ identity တစ်ခုခုပေါ့နော်ကိုကမှတ်ပုံတင်နဲ့ဖြည့်နေဆိုလဲမှတ်ပုံတင်မူရင်းကိုယူသွားမယ် passport နဲ့ဖြည့်ဆိုလဲ passport မူရင်းကိုယူသွားမှာမယ်ယူသွားပြီးတော့မှဖြည့်ရတာဖြစ်ပါတယ်
နောက်ပြီးတော့ HSK စာမွေးကပေါ့နော်ရေးဖြည့် paper base test ဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံဖြည့်ရလဲဆိုတော့ तू ကပေါ့နော်တားထီခါဆိုပြီးတော့ရှိရအဲ့တားထီခါအကွက်ကလေးမျိုးလေးတွေရှိရအဲ့ဒီတားထီခါအကွက်ကလေးတွေမှာကိုကလေခဲချစ်အောင်ပဲဟိုလိုမျိုး A ဆို A B ဆို B သွားပြီးကိုယ့်လက်ရင်းနဲ့ရေးကြမလို့ပေါ့နော်အဲ့ဒီအကွက်ကလေးတွေပဲအဖြေမှန်း A ဆိုလို့ရှိရင် A နေရာမှာအမှတ်ချစ်မယ်အဖြေမှန်း C ဆိုရင် C နေရာကိုခဲအပြည့်ချစ်မယ်အဲ့လိုမျိုးအပြည့်ချစ်ပြီးတော့ပဲဖြေရတာပါ HSK မှာ writing ကလွဲလို့ပေါ့နော်ကျန်တဲ့ listening နဲ့ reading အကုန်လုံးက100တစ်လုံးမှမရေးရပါဘူးအားလုံးက ABCD choice ကတာအဲ့လိုမျိုးပဲပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ choice ကပါတယ်နောက်ပြီးတော့တတိထားမှာ HSK ဖြေလို့ရှိရင်လုံးဝဘောပင်မသုံးရပါဘူးအားလုံးကခဲတံပဲသုံးရပါမယ်ခဲတံကိုမှ 2B ခဲစားပဲရပါတယ်အဲ့ 2B ခဲစားကိုသုံးပြီးတော့ပဲအဲ့ဒီကိုဖြေမဲ့ကိုမှန်တဲ့ပေါ့နော်ကို A ကို A ရွေးရဆိုကိုယ့်ရဲ့အပြေမှန်ရွေးတဲ့အကွက်ကလေးကိုခဲချစ်ပြီးဆိုရင်ဖြေလို့ရပါပြီ writing ရေးလို့ရှိရင်လည်းခဲတံပဲသုံးရတာပါအဲ့တော့ HSK စာမွေးဖြေမယ်ဆိုလို့ရှိရင်ခဲတံနဲ့ခဲပြက်ယူသွားလို့ရှိရင်ရပါပြီနောက်တစ်ခုအနေနဲ့ HSK စာမွေးကိုဝင်ဖြေခြင်းလို့ရှိရင်ဘာတွေပြင်ဆင်ရမလဲအဲ့တော့ဘာတွေပြင်ဆင်ရမလဲဆိုတာကိုတော့ Shran နောက်ဗီဒီယိုချလို့ရှိရင်အသေးစိတ်ထပ်ပြီးတော့ပြောပြပါမယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ Shran HSK နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော် Shran ဒီတလောက်ကို share လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကြိုက်ကြပါ